야, 민마 크롭다. 어디 마 비엔드 쿵쏘아. 나 후리에네 두후 유야메 게이과. 왜래? 오케이 허비 에이도 민 그방 마시데 까리. 난 까리 알롱 루제나. 남 호예. 왜 띠야 비지엔 루제라. $100 billion ဆိုတော့ကျွန်တော်ကြိုက်တာလုပ်လို့ရတယ်နော် Okay ကားတွေကတော့ဒီကပောင်မှာအများကြီးတော့မရှိတော့ဘူးရှင်လေကျွန်တော်ထင်တာပြိုင်ကားတွေအကုန်လုံးပြန်ရောင်းရင်တော့မှ$100 billion ရမှာမဟုတ်ဘူးနော်အဲ့တော့ main ရွေးကားနဲ့နှစ်ခုထဲမှာငါ$100 billion ယူမယ်ကွာ ဟုတ်ပြီအခုမေကလက်မေဒီကစားနေကိုသိပြီလားအခုရတယ်တခုရွေးခိုင်းရမှာကွာ အေးဟုတ်ပြီအဲ့ဆိုရင်ငါပြောကြည့်မယ်နော်ဒီကပောင်မှာရှိတဲ့ကျွေးတွေငွေတွေအကုန်လုံးလိုချင်တာ ဟုတ်ပြီအဲ့ဆိုရင်ဒီချက်ပိုကောင်းတာဘာဖြစ်မလဲဘာတခုပြောကြည့်အောင် ဒါမှမဟုတ်ရင်မင်း10ထက်တိုက်ပွားနေပြုတ်ကြပြီးသေးချင်တာ Wait what မို့နေကစားတာမှားတယ်နော် ငါသဘောပေါက်သွားပြီ Okay ပြန်ပြောမယ်အဲ့ဆိုရင်မင်းဒီကဘာပေါ်မှာရှိတဲ့ရှေးဟောင်းပစ္စည်းတွေတန်ဖိုးကြီးရွှေငွေရတနာတွေကိုပကံခေတ်တုန်းကရှိတဲ့ရွှေငွေရတနာတွေအကုန်လုံးလိုချင်လားဒါမှမဟုတ်ရင် Okay ငါစိတ်ဝင်စားနေပြီ ဒါမှမဟုတ်ရင်မင်း Pacific သမုဒ္ဒရာထဲမှာရေနစ်ပြီးသေးချင်လား Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကတော့ဒီမှာ Crafter ဒီနေ့ video မှာ Rather ဆိုတဲ့ map ကိုစောင့်မှာဖြစ်ပါတယ်ဒီ map ကတော့ဘယ်သူထုတ်ထားလဲဆိုရင် Preston Play ကထုတ်ထားဖြစ်ပါတယ်ကျွန်တော်တို့သိရဲ့ Minecraft YouTuber လေးနော်အဲ့တော့ဒီ game မှာကကျွန်တော်တို့မေးခွန်းတွေရှိတယ်ဒီမှာကိုလှုပ်ရှင်တဲ့ဟာနှစ်ခုရွေးရမယ်ကျွန်တော်ခုနကဝက်ကြီးနဲ့စမ်းပြသွားသလိုပဲလေနော်ကျွန်တော်တို့အဲ့တော့ဒီမှာပထမဆုံးကမေးခွန်းကတော့ Fight mutants on a dinosaur mutant တွေကိုတဲ့ dinosaur ဘဝနေချမလားဒါမှမဟုတ်ရင် dragon ငါးဘဝနေချမလား Okay dinosaur နဲ့နဂါးနဲ့ဘယ်ဟာရွေးကြမလဲနဂါးကတော့ကျွန်တော်အရင် video တော့စီးသွားပြီဆိုတော့ကျွန်တော်နဂါးတော့မရွေးတော့ dinosaur ကိုချမှာကွာလားပိတ်သက်ကြီးလို့ဆိုရင်ရော comment မှာဘာကိုရွေးမလဲနဂါးနဲ့ dinosaur ရွေးပေးခဲ့ပါ Okay ကျွန်တော်တို့ dinosaur ကြီးစီးပြီးချရတော့မယ်လားမ zombie အကြီးကြီးတွေ့လားလိုက် wow this is my dinosaur ကျွန်တော်ဒါစီးရမှာ Okay မိုက်သွားပြီအဲ့ဆိုရင်ကျွန်တော်ဒီ dinosaur ကြီးနဲ့ဒီကောင်တွေကိုချရတော့မှာလားချ wow မိုက်တယ်အချိန်နေပဲချရင်ကသေးတော့မယ်ဟာမြင် Okay ချလာတိုင်း yes Okay ကျွန်တော်လမ်းဝိုင်းနော်ဒီမှာ dinosaur ကြီးနဲ့ Okay အဲ့တော့နောက်မေးခွန်းတစ်ခုကိုကျွန်တော်သွားကြည့်အောင်နောက်မေးခွန်းတစ်ခုကတဲ့မင်းရန်လုံခြုံတဲ့အိမ်ကြီးတွေကနေပြီးတော့မင်းခိုးကျင်လားပေါ့နော်သွားခိုးကျင်လားရန်လုံခြုံတဲ့အိမ်ကြီးတွေကနေပြီးတော့စိန်တွေကိုသွားခိုးကျင်လားဒါမှမဟုတ်ရင် bank vault ဘဏ်တွေကနေသွားခိုးကျင်လားတဲ့အရန်လုံခြုံတဲ့အိမ်ဆိုတာတော့တော့ Minecraft ထဲမှာဆိုတော့ lava ကြီးအပြည့်နဲ့ထည့်ရမယ်ထင်တယ်အဲ့တော့ကျွန်တော်ဘဏ်ထဲမှာပဲသွားဖောက်အောင်လားကျွန်တော်ဘန်တော့ဖောက်မယ်ပြိပက်ကြီးတို့ရောအရန်လုံခြုံတဲ့အိမ်ကနေခိုးမလားဒါမှမဟုတ်ရင်ဘန်ထဲကနေတော့ဖောက်မလားဘန်ထဲကျတော့ security ရှိလေကျွန်တော်မသိဘူးကျွန်တော်ဝင်လိုက်ပြီဘန်ထဲကိုဒီမှာကျွန်တော်တို့ဘန်ထဲရောက်ပြီဘန်မို့တော့ခိုးရမယ်တဲ့ Okay အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်မြန်မာ Crafter no မြာကွာပဲရဲပဲတေးမင်းတို့ရဲရမှာ Okay တေးစမ်းမြတေးစမ်းကွာနှစ်ယောက်တယောက်လေးမင်းတို့ကမမျှဘူးကွာပြေးရမယ်ထင်တယ်တေးစမ်းတေးတော့မယ်ဒီကောင်လေး Okay ရပြီအဲ့တော့ကျွန်တော်ဘန်ထဲမှာစိန်တွေသွားယူအောင်လေလေဆာဟုတ်တော့ no လေဆာနဲ့ပြစ်ခံလိုက်ရတယ်ကျွန်တော် Okay go Okay ကျွန်တော်ရပြီဘယ်ဘက်ချမ်းသွားမလဲမသိဘူးဘယ်ဘက်ချမ်းလားအဲ့မှာလေဆာရှိတယ် No ကျွန်တော်တွေးနှစ်တုံးပဲကျွန်တော်ရယ်တော့ကျွန်တော်လေဆာမပြစ်ဘူးဟာငါ့ကိုပဲပြစ်တယ် Okay ပြေးတက်ရဲဒီထဲမှာအများကြီးပဲရှိကျွန်တော်ခုနလုံခြုံတဲ့အိမ်ရွေးလိုက်ရင်တော့ဟုတ်မယ်ထင်တယ် Okay diamond တွေ red ရယ် blue ရယ် green ရယ်တဲ့yellow ရယ်အရောင်4ရောင်ရှိရယ်အဲ့အရောင်4ရောင်တွေကကျွန်တော်ဘာကိုနှိပ်ရမလဲဒီ diamond ကြီးကိုဒီမှာတွေ့တာစိန်လှလိုက်တာစိန်ကြီးကိုရဖို့တော့ဘယ်ဟာနှိပ်ရမလဲဒီလား Oh no ကျွန်တော်မိုးတို့ပြစ်ခံသေးပြီသေသွားပြီကျွန်တော်ပြန်သွားရမယ်
Okay wait ဒါအစကတော့ပထမဆုံးကတော့အစိမ်းဟုတ်တယ်စိမ်းပြီးဘာ